Hello အားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုတုန်းကတော့ကျွန်တော်တို့ 3D Max ကပါတဲ့ Standard Physical Camera အကြောင်းကိုကျွန်တော်ပြောပြခဲ့ပေးပြီပေါ့နော်ဒီနေ့ tutorial မှာ 3D Max ရဲ့ V-Ray Physical Camera အကြောင်းကိုအသေးစိတ်ကျွန်တော်လေ့လာသွားမယ်သူ့ရဲ့သဘာဝတွေပြီးရင်သူ့ရဲ့ setting တွေအကြောင်းကိုကျွန်တော်အသေးစိတ်ပြန်ပြီးတော့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်စပြီးတော့ကြည့်လိုက်အောင်ဒီ V-Ray မှာ runner ချတဲ့အခါမှာအလေးမှောင်မမှန်တာပြီး runner output ကကိုလိုချင်တဲ့ပုံစံတွေမရတာအဲ့ဒါတွေကဘာကြောင့်လဲဆိုရင် V-Ray Physical Camera အကြောင်းသူ့ရဲ့ setting တွေကိုတေချာလေးမသိသေးလို့လည်းဖြစ်နိုင်ပါတယ် V-Ray Physical Camera ကတကယ်အပြင် real world DSLR camera တွေအတိုင်းကိုသူ physically based on လုပ်ပြီးတော့မှသူရဲ့ value တွေ setting တွေပေါ့နော်အဲ့ဟာလေးတွေကိုသူတို့ကဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ setting တွေကိုကောင်းကောင်းသိထားပြီးဆိုရင်ကိုယ်တိုင်ကဒီဓာတ်ပုံဆရာတယောက်က camera ကြီးတစ်လုံးကိုပိုင်နိုင် setting တွေချိန်ပြုတ်ပြီးတော့ကိုယ့်ရဲ့ပုံထွက်ကောင်းအောင် render ကောင်းအောင်လုပ်နိုင်မှာဖြစ်ပါတယ်အဲအကြောင်းမို့လို့ V-Ray Physical Camera ရဲ့သဘာဝနဲ့သူ့ရဲ့ setting တွေအကြောင်းကိုကျွန်တော်တို့စပြီးတော့လေ့လာလိုက်ကြအောင်ဟုတ်ပြီအဲ့တော့ဆိုရင်ကျွန်တော်အရင်ဗီဒီယို Standard Physical Camera အကြောင်းကိုအရင်ဆုံးလေ့လာထားဖို့လိုရမယ်အဲ့ဒါပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီ V-Ray Physical Camera အကြောင်းလေ့လာရင်ပို့ပြီးတော့လွယ်ကူသွားမယ်ပေါ့နော်ဒီ V-Ray Physical Camera ကိုဘယ်လို create လုပ်မလဲဘယ်လိုဒီကိုယ့်ရဲ့ scene နဲ့ကိုလာထည့်မလဲဆိုရင်ဒီလည်းနှစ်မျိုးရှိတယ်ပထမအဆုံးရိုးရှင်းတဲ့ method ပေါ့နော် traditional method ကိုပြောပြအဲ့ဒါကတော့ physical camera လို့တို့လိုပဲ create panel တွေကိုတွားမယ်ပြီးပြီဆိုရင်ဒီ camera ဆိုတဲ့ထဲကိုတွားမယ် okay အဲ့ဒီထဲမှာကိုသုံးပါက standard camera မဟုတ်တော့ဘူးဘာသုံးပါလဲဆိုရင်အခုတော့ V-Ray camera သုံးပါအဲ့ဒီအတွက် V-Ray ဆိုတဲ့ tab ကိုတွားရမယ် V-Ray ရွေးမယ် V-Ray ရွေးပြီး V-Ray မှာ camera နှလုံးရှိတယ် V-Ray dome camera ဆိုရှိတယ်နောက်ပြီးရင် V-Ray physical camera ဆိုရှိတယ်ဆိုတော့အများစုသုံးတာကအခုတို့သုံးနေတာက interior အတွက်ဆိုရင်တော့ V-Ray physical camera ကိုသုံးတယ်အဲဆိုရင်အခုတို့ V-Ray physical camera ကိုရွေးလိုက်မယ်ပြီးပြီဆိုရင် top view မှာသူ့ကိုတွားပြီးတော့ click ချလိုက်မယ်ဆိုတော့ click ချမယ် click ချလိုက်တာနဲ့ဒါ physical camera တုန်းကလိုပဲ V-Ray physical camera လည်းဒီတိုင်းပဲပေါ်လာမယ်အဲ့အချိန်မှာဒီ mouse ကနေပြီးတော့ left click ပေါ့နော် left click ကို drag လေးဆွဲထားမယ်မလွတ်သေးဘူးအဲလုပ်ပြီးတော့ကိုကဘယ်ဘက်ကို target ကိုထားခြင်းလဲနော် camera ဘယ်ဘက်ကို face လုပ်ခြင်းလဲဆိုတဲ့ပုံမူတည်ပြီးတော့ camera ရဲ့ target ကိုနေရာချပေးလိုက်ကိုလိုချင်တဲ့နေရာရောက်ပြီဆိုရင် click ကိုလွတ်လိုက်နော် mouse ကိုလွတ်လိုက်တာနဲ့သူဒီအခုတို့ V-Ray physical camera ကို setup လုပ်ပြီးသားဖြစ်သွားမယ်ဟုတ်ပြီနော်ဒါကပထမအဆုံးရိုးရှင်းတဲ့ effect တစ်ခုပေါ့ဟုတ်ပြီအဲဆိုရင်နောက်ထပ်နေတလန်ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူကကြတော့ V-Ray 2 bar ကနေတွားသုံးတဲ့ဟာပေါ့ V-Ray 2 bar ကနေတွားပြီးတော့သူ့ကို direct setup လုပ်ချင်တယ်ဆိုရင်အရင်ဆုံးကိုယ်တိုင်ကဒီ 2D views တွေမှာမရှိရအောင်ပထမတစ်ချက်ပေါ့နော်ဘယ်လိုတွားရမလဲဆိုရင် super သူ့ကို perspective view လို့ဟာမျိုးပေါ့နော်ဒီလိုဆိုပါဆိုနော် perspective view လို့ဟာမျိုးတွေမှာတွားပြီးတော့ကိုလိုချင်တဲ့ပုံစံလေးကိုရအောင်ချိန်ပြီးပြီဆိုတော့မှV-Ray install လုပ်လိုက်ပြီဆိုတာနဲ့သူ့မှာဒီ2 bar လေးပေါ်လာလို့ရှိရယ်နော်အဲ့ထဲမှာမျိုးစုံရှိမယ် V-Ray light တွေအကြောင်းရှိမယ်နော် V-Ray material တွေအကြောင်းတွေရှိမယ်အဲ့ထဲမှာဒီမှာတွေ့လား V-Ray physical camera ဆိုတာပါတယ်ဆိုတော့ဒီဟာလေးကိုလိုချင်တဲ့ view ကိုအရင်ချိန် perspective မှာပြီးပြီဆိုတာနဲ့ဒီ button လေးကိုနှိပ်လိုက်ပြီဆိုတာနဲ့သူဒီ V-Ray physical camera ကိုလက်ရှိ current view မှာပဲ setup လုပ်ပေးတာဒါကဒုတိယ method ပေါ့ဒီဟာကလွယ်တယ်လို့ထင်ရပေမဲ့တကယ်တမ်းချိန်တဲ့အခါကျရင်သူ့မှာ difficulties တွေရှိနိုင်တယ်ကိုက viewport ကိုကောင်းကောင်းမွန်မွန်ကြွချင်မတုံးတက်ဘူးဆိုရင်ဒီနေ့ကပြဿနာရှိနိုင်တယ်ဒီမှာကြည့်ဒီကောင် view ကိုခုန button ကနေသုံးပြီးတော့ setup လုပ်လိုက်တဲ့အခါမှာဒီပုံစံထွက်လာပြီဒါက camera setup နှစ်နည်းကိုပြောပြတာဒီနှစ်နည်းတွေကဘယ်နည်းကိုသုံးလေးရှိလဲဘယ်နည်းကသုံးလို့အကောင်းဆုံးလဲသုံးများလဲလို့မေးမယ်ဆိုရင်တော့အခုချိန်နေနဲ့သုံးနေတဲ့ပထမဆုံး method ပေါ့နော်ဒီ top view ကနေလာပြီးတော့ V-Ray physical camera ယူပြီးတော့ကိုလိုချင်တဲ့ဟာကိုနော်ကိုလိုချင်တဲ့နေရာမှာ camera လာချပြီးဆိုရင် target ကိုကျွေးအဲ့ဒါနည်းဒီအကောင်းဆုံးပဲเนาะပြီးမှလိုအပ်တဲ့ camera height တွေပြီးရင်သူ့ရဲ့လိုအပ်တဲ့ setting တွေကိုပြန်ပြီးတော့မှချိန်တယ်เนาะအဲ့တော့အဲ့နည်းကိုပဲအခုတို့သုံးလို့များတယ်ပေါ့အသုံးဆုံး method လို့လည်းပြောလို့ရတယ်အခုဒုတိယနည်းကိုမသုံးတော့ဘဲနဲ့ပထမဆုံး top view ကနေတွားပဲနည်းကိုပဲ
setup နည်းကိုပဲသုံးမယ်ကင်မရာတစ်လုံးရသွားပြီဆိုရင်တော့နောက်ထပ်ဟာတွေကတော့သွားပြီးဒီကနေကင်မရာကိုမရွေးတော့ဘဲနဲ့ဘာလုပ်လိုက်လဲဆိုရင်ရှိပြီးသားကင်မရာကို copy ကူးပြီးတော့လုပ်တာမျိုးတွေပဲလုပ်လို့ရှိတယ် okay ဆိုတော့ပထမဆုံးတစ်လုံးကိုပဲအကောင်းကောင်း setup လုပ်ဖို့လိုအပ်တယ်နောက်ပိုင်းမှာဘယ်လိုသုံးလဲဆိုရင်ကိုယ့်ရဲ့ lighting setup တွေ lighting ရဲ့ value တွေ camera setting ရဲ့ value တွေကိုမှ workflow တစ်ခုရှိသွားပြီဆိုရင်ဘာလုပ်လဲဆိုတော့ရှိပြီးသားအရင် file က camera တွေကိုပဲ merge လုပ်လို့ရှိတယ်เนาะအသက်ကြီး project တစ်ခုလာတိုင်း camera အသစ်ကြီးတစ်ခုသွားပြီးတော့လုပ်တာနဲသွားပြီဘာကြောင့်လဲဆိုတော့ချိန်ထားတဲ့မြတ် camera setting တွေအကုန်လုံးကိုက keep လုပ်ချင်တယ်အဲ့ flow တိုင်းပဲသွားချင်တယ်ဆိုရင်တော့အရင် camera ကို merge လုပ်တာအကောင်းဆုံးပဲเนาะဒါကတော့ camera setup အကြောင်းကိုပြောတာဆိုရင် camera adjustment တွေသူ့ရဲ့ setting တွေအကြောင်းကိုဆက်ပြီးသွားရအောင်အရင်ဆုံးကိုတို့ရဲ့ဒီ 3D scene မှာ actual camera တစ်လုံးကိုသွားပြီးထားရအောင်အခုဒီမှာဒီ area လေးရှိတယ်ပေါ့နော်အဲ့တော့ဒီ area မှာ V-Ray physical camera တစ်လုံးကိုသွားထားမယ်အဲ့တော့ create panel ကိုသွားမယ်ပြီးပြီဆိုရင် cameras ကိုသွားမယ်ပြီးဆိုရင် V-Ray ကိုရွေးမယ်ပြီးပြီဆိုရင် physical camera ကိုရွေးမယ်ပြီးပြီဆိုတော့ ਨੇ အကိုတို့သူ့ရဲ့ method အတိုင်းပဲ scene မှာ click တစ်ချက်ချမယ်ပြီးပြီဆိုရင်သူ့ရဲ့ target ရှိမဲ့ direction ကိုက drag ဆွဲပြီးတော့ထားပေးပြီးပြီဆိုရင်ကိုလိုချင်တဲ့နေရာရပြီဆိုရင် left click ကိုလွှတ်လိုက်မယ်ပြီးပြီဆိုရင် right click ကိုနှိပ်လိုက်မယ် okay ဒါဆိုရင် V-Ray physical camera တခုကိုကိုယ့်ရဲ့ scene ထဲမှာလာပြီးတော့ထားပြီးသွားပြီအဲ့ဒါဆိုရင်သူ့ရဲ့ camera view ကိုဘယ်လိုရအောင်သွားလို့ရမလဲဆိုရင်အခု camera ကို select မှတ်ထားတဲ့အချိန်မှာ keyboard ကနေ shortcut C ဆိုပြီးတော့ရိုက်လိုက်မယ်အခုဒီမှာ V-Ray physical camera 005 ဆိုပြီးတော့အဲ့ view ကိုရောက်သွားမယ်ပြီးပြီဆိုရင်အခုတော့ wireframe ဖွင့်ထားဖြစ်တဲ့အတွက် F3 ကိုပြန်နှိပ်လိုက်မယ်ဆိုရင်သူကဒီလိုဖြစ်လာလိမ့်မယ်ဒါကဘာကြောင့်ဖြစ်တာလဲဆိုရင်အခု top view ကနေသွားပြီးတော့ camera တစ်လုံးကို setup လုပ်လိုက်တဲ့အတွက်ကြောင့်မို့လို့သူက0 level เนาะ ground level မှာသွားပြီးတော့အရင်ဆုံး create လုပ်တာသူ့ကိုအရင်ဆုံးအခုအပေါ်တင်မယ်အဲ့တော့ဒီ camera view ကိုသွားမယ် C နှိပ်တယ်ပြီးပြီဆိုရင် mouse ကနေ pen 2နဲ့အပေါ်တင်လို့လည်းရတယ်ဒါပထမတစ်နည်း pen နဲ့ဆွဲတင်လိုက်တဲ့အတွက်သူက camera ရဲ့ target ကို camera ရောနှစ်ခုလုံးကိုကင်ပြီးရွှေ့သလိုဖြစ်သွားမယ် okay ဒါကပထမတစ်နည်းပေါ့ဒီ camera ဘယ်လို setup လုပ်မလဲဘယ်လို position ချိန်မလဲဆိုတဲ့ဟာကိုဒီ video မတိုင်ခင် standard physical camera အကြောင်းကိုပြောခဲ့တဲ့ video မှာအကုန်လုံးပို့ပြီးတော့အသေးစိတ်ပြောထားပေးတယ်အခုတော့အများကြီးအသေးစိတ်မပြောပြတော့ okay အဲ့တော့ဒီမှာအရင်ဆုံး camera ရဲ့ interface ကိုကြည့်အောင်နော်setting တွေမသွားခင် setting ဒီဘက်မှာနော် camera ကို select မှတ်ထားရင်သူ့ရဲ့ V-Ray setting တွေကဒီဘက်မှာသူ့ရဲ့ V-Ray camera setting တွေကပေါ်လာလိမ့်မယ်ဒီအနေထားမှာ camera ရဲ့ navigate လုပ်တဲ့အကြောင်းလေးတွေအရင်ရှင်းပြမယ်ဆိုတော့ဒီဘက်မှာအခုတို့ viewport ဆိုတာရှိတယ် viewport ရဲ့အောက်မှာဒီနေရာမှာပေါ့နော်ညာဘက်မှာဒါဒီဘက်အပိုင်းလေးက camera ကို control လုပ်တဲ့ဟာ navigate လုပ်တဲ့အပိုင်းပေါ့ဆိုတော့ဒီမှာdolly camera ဆိုရှိတယ်အဲ့တော့ dolly camera လေးကိုရွေးကြည့်အောင်ဒီမှာအဲ့ icon ကိုနှိပ်လိုက်တာနဲ့ဒီပုံစံပြောင်းသွားမယ်သူကဘာလုပ်ပြရလဲဆို camera ကို zoom in zoom out နော် camera ကိုရှေ့တိုးနောက်ငင်လုပ်တာပေါ့နော်ဒီ tools ကိုသုံးပြီးတော့ camera ကို zoom in zoom out လုပ်လို့ရှိတယ်ဟုတ်ပြီဒါကဒီ viewport ကနေကိုလိုတစ်ခါတည်းချိန်တာပေါ့နောက်တစ်ခုပါရှိသေးလဲဆိုရင်ဒီဘက်မှာ perspective ဆိုတာရှိတယ်နောက်တစ်ခု roll camera ဆိုတာရှိမယ်နောက်တစ်ခုကဘာလဲဆိုတော့ zoom extend or selected နောက်တစ်ခု field of view ချိန်တာရှိမယ် track camera ဆိုရှိမယ် orbit camera ဆိုရှိမယ်ဒီ function အားလုံးထဲမှာကိုတို့ဘယ်ဟာကိုအများဆုံးသုံးလဲဆိုရင် dolly camera ကိုအများဆုံးသုံးနေရှိတယ် okay zoom in zoom out လုပ်တဲ့အခါမျိုးမှာသုံးတယ်နောက်ဆုံးဘယ်ဟာသုံးများလဲဆိုရင်ဒီကောင် orbit camera ဆိုတော့သုံးတယ်သူ့ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင်တော့ကိုတို့ isometric တို့တခုခုပေါ့နော်ဒါလေးကိုယူလိုက်မယ်ယူလိုက်ပြီးဆိုတော့ ਨੇ ဒီဘက်မှာ icon လေးပြောင်းသွားပြီဒီ icon ပြောင်းသွားပြီဆိုတော့ ਨੇ သူ့ရဲ့ function ကိုစလုပ်လို့ရပြီသူကဘာလဲဆိုတော့ rotate လုပ်တဲ့သဘောပါပဲเนาะ orbit လုပ်တာပေါ့ဒီဟာကိုအကိုတို့ကတုံဆိုရင်တိတ်ပြီးတော့မသုံးဘူး isometric view တို့အဲ့လိုမျိုးတခြား custom လိုချင်တဲ့ဟာမျိုးเนาะ down မှန်ကြစရာမလိုဘူးဘာညာဆိုတဲ့အနေအထားမျိုးမှာပဲသူ့ကိုသုံးလို့ရှိတယ် okay ဆိုတော့သူ့ဟာလေးကိုသုံးကြည့်မယ်ဆိုရင်ဒါ left click လေးနဲ့ drag ဆွဲလိုက်ရင်ဒါဒီလိုပုံစံရမယ်เนาะဒါ freedom သွားပြီးတော့လုပ်လိုက်တဲ့သဘောမျိုးပဲ okay ဆိုတော့ဒါကတုံအားဖြင့် interior ဘိုင်းပေါ့နော် interior ကအတွင်းပိုင်းမှာရှိတဲ့ camera ရဲ့အတွက်ဆိုရင်သူ့ကိုမသုံးတာများတယ်ဘာဖြစ်လို့လဲဆိုတော့
သူဒီအမားပါသွားနိုင်သူကိုယ့်ရဲ့ကင်မရာရဲ့ exit တွေဝင်ရိုးတွေလည်းမှားသွားနိုင်တယ်အဲ့ဒီအတွက်တော်ရုံတန်ရုံဆိုရင်သူ့ကိုမသုံးဘူးအများဆုံးသုံးတာကတော့ဒီ dolly camera ပဲသုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီကင်မရာကိုဘယ်လို navigate လုပ်မလဲဆိုတာကိုရသွားပြီဆိုရင်သူ့ရဲ့ setting တွေအကြောင်းကိုစပြီးတော့ပြောအောင်အရင်ဆုံး standard physical camera ကိုရှင်းပြတုန်းကပုံစံမျိုးပဲဒီသူ့ရဲ့ function တွေအားလုံးကိုအခု collapse လုပ်လိုက်မယ်နော်ခဏလေးပိတ်လိုက်မယ်ဒီထဲမှာဘာတွေပါလဲအရင်ကြည့်မယ်နော် so ဒီမှာ basic and display ဆိုပါမယ် sensor and lens ဆိုပါမယ် aperture ပါမယ် DOF and motion blur ဆိုပါမယ် color exposure ဆိုပါမယ်နောက်ပြီးရင် resolution override ဆိုပါမယ် tilt and shift ဆိုပါမယ် bokeh effect ဆိုပါမယ် distortion ဆိုပါမယ် clipping and environment ဆိုပါမယ်နောက်တစ်ခုက rolling shutter ဆိုပါမယ်နောက်တစ်ခုက camera shader ဆိုရှိမယ်နောက်ဆုံးတစ်ခုက proportion guide ဆိုရှိမယ် so ဒီ function လေးတွေကပြီးခဲ့တဲ့ဗီဒီယိုတုန်းကပြောခဲ့တဲ့ standard physical camera နဲ့နည်းနည်းလေးစီကွာခြားသွားပြီစောစောပြောခဲ့သလိုပဲအပြင်မှာရှိတဲ့ DSLR camera တွေရဲ့ဖွဲ့စည်းပုံအတိုင်းတက်နိုင်ဆုံးသူကနီးစပ်အောင်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက physically အရာဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်အထူးသဖြင့် V-ray lighting V-ray material တွေနဲ့သုံးမယ်ဆိုရင် V-ray physical camera ကိုသုံးတာကြီးအသင့်တော်ဆုံးပဲအကောင်းဆုံးပဲအခုအရင်တော့ပြောခဲ့တဲ့တင်ခဲ့တဲ့အတန်းလုံးကအဲဒီတုန်းက V-ray physical camera ကိုအဲ့ချိန်တော့ 3D mask ကနေပေါ့နော် V-ray ကနေဖြုတ်ပလိုက်တယ်လုံးဝ completely ဖြုတ်ပလိုက်တယ်အဲ့ဒါမျိုးဖြစ်တဲ့အတွက်ဒီ script တွေနဲ့သူ့ကိုခေါ်သုံးရတာတို့အရင်ရှိပြီးသားအဟောင်း V-ray camera ကြီးကိုယူသုံးရတာတို့ရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အဲ့အချိန်တုန်းက standard physical camera ကိုပြောင်းသုံးနေတဲ့အချိန်ပေါ့အဲ့ကြောင့်မလို့ပြီးခဲ့တဲ့အတန်းတုန်းကတော့ standard physical နဲ့ပဲတွားပြီးတော့အခုလိုလုပ်တယ်ဒါပေမဲ့အဲ့နှစ်ပြီးနောက်နှစ်ကနေပြန်ပြီးတော့အခု V-ray camera V-ray physical camera ဝယ်ပြန်သုံးတယ်အခုချိန်ထိသုံးနေတော့မယ်ဒီ V-ray physical camera အကြောင်းကိုကောင်းကောင်းနားလည်ထားဖို့လိုအပ်မယ်ပထမဆုံးသူ့မှာပါလဲဆိုတော့ basic and display ဆိုတာပါမယ်သူရဲ့ type အမျိုးအစား3မျိုးရှိမယ်ဘာတွေလဲဆိုတော့ default အနေနဲ့ပါတာက still cam ဆိုပြီးပါတယ်เนาะဒါ still camera ပေါ့ပြီးနောက်တစ်ခုပါသေးလဲဆိုရင် movie camera ပါမယ်နောက်တစ်ခုက video camera ဆိုပါမယ်ဒီ၃မျိုးကပုံမှန်အဖြစ်ကတော့အတူတူပဲဘယ်နေရာမှာကွာခြားသွားလဲဆိုရင် aperture value မှာပဲကွာသွားတာနောက်ပြီးတော့ still camera ကိုပဲအများဆုံးသုံးလေးရှိတယ်เนาะဘာလို့လဲဆိုတော့ interior render တွေအတွက်နောက်ပြီးရင် animation သုံးမှသာလျှင် movie camera တို့ video camera တို့သုံးတယ်ဒါပေမဲ့အခုနောက်ပိုင်းအခုတို့ animation တွေလုပ်ပြီးဆိုရင်ဒီ V-ray နဲ့မသုံးတော့ဘူးเนาะ D5 တို့တခြား software လေးတွေနဲ့သုံးတယ်အဲ့ဒီအတွက်အများဆုံးသုံးနေရမှာက still camera ပဲဖြစ်လိမ့်မယ်အဲဒါကြောင့်မို့လို့ဒီကောင်ကိုအများကြီးထွေထွေထူးထူးမရှင်းပြတော့ဘူး still camera မှာပဲထားခဲ့မယ်နောက်တစ်ခု targeted အဲ့တော့ targeted ဆိုတဲ့ဟာကဒီမှာကြည့်ရအောင် top view ပြန်သွားမယ်စောစောကလိုပဲနော်သူဒီ target ပါလာဆိုရင် targeted ဖြစ်မယ်ဒါလေးကိုနည်းနည်းလေး hide လိုက်မယ်နော်ဒါနည်းနည်းလေးရှုပ်နေပါဆိုလို့ဆိုဒါကို ceiling setting နော်ဒီ ceiling ရဲ့ဒီ ceiling ကြီး setting တွေကိုခဏလေးဖျောက်လိုက်မယ် hide လုပ်လိုက်မယ်ဒါဆိုရင်ကောင်းကောင်းမြင်ရသွားပြီ targeted ဆိုရင် target ပါမယ် target ကိုဖြုတ်လိုက်တာလည်းဆိုရင် target မပါတော့ဆိုတဲ့သဘောပေါ့ဟုတ်ပြီနော်ဒါကအရင် video တုန်းကလည်းပြောခဲ့တယ် target မပါဘူးဆိုရင်ကိုရီးယား target distance ကိုဘာနဲ့လုပ်ပေးလို့ရနိုင်လဲဆိုရင်ဒီဘက်က value ကိုသုံးပြီးတော့ target distance ကိုတွားပြီးတော့အသုံးချလို့ရတယ်နော်ရိုက်ထည့်လို့လည်းရတယ်ကိုကပုံမှန်ဘယ်လောက်ထားလဲသူ့ပုံမှန်ဖြစ်ဆိုရင်အခုလို3 meter ပေါ့နော်မီလီမီတာနဲ့ဆိုရင်3000 3000မှာထားလို့ရှိတယ်အဲ့လောက်ဆိုရင်ဒါ good enough ပဲပေါ့နော်အခုရဲ့ method ကတော့ target ကိုဖြုတ်ပြီးတော့သုံးလို့ရှိတယ်နော် target ကိုဘယ်တော့မှ on လေးမရှိဘူးဘာဖြစ်လို့လဲဆိုရင်နောက်ပိုင်းမှာ camera ချိန်နာတွေဘာတွေမှာအစ target မပါတာကပိုလွယ်တယ်လို့စိတ်ထဲမှာထင်တယ်ပေါ့နော်အဲ့တော့ camera target ပါခြင်းမပါခြင်းကအများကြီးထွေထူးခြားပြောင်းလဲမသွားတာမှမရှိဘူးပေါ့နော်ပြောင်းမလဲမသွားဘူးဘယ်နေရာမှာသူ့ကို target ကိုသုံးလေးအများဆုံးရှိလဲနဲ့ဘယ်ဟာဒီ effective ဖြစ်တယ်ဆိုရင်အခုတော့ DOF ပေါ့နော် depth of field ဒီပုံတွေကိုအဝေးရဟာတွေကိုဝါအောင်နီးရဟာတွေကိုဝါအောင်အဲ့လိုပုံစံမျိုးလုပ်တဲ့ effect DOF effect တွေသုံးတဲ့အခါမှာပဲသူ့ကို target ကိုများသောအားဖြင့်သုံးလို့ရှိတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင် target ဒီတကယ်တမ်းအခြားနေရာတွေမှာ effect ဘာမှအများကြီးမရှိဘူးအဲအကြောင်း target ကိုပုံမှန်မျိုးကိုဖြုတ်လို့ရှိတယ်ဟုတ်ပြီဆိုရင် target ဖြုတ်လိုက်တာနဲ့အခုတို့ကင်စရာလိုတာက
camera လေးတစ်လုံးကိုပဲကင်ရုံပဲလို့တော့တယ်နော်ကိုကင်သမျှရမယ်သူ့ကိုလှည့်ခြင်းနေဆိုရင် target ကြီးကနေကင်မလှည့်တော့မယ် rotate လှည့်လိုက်တယ်ဟုတ်ပြီအဲ့လိုနီးတုံးခြင်းအပြင်အခု target ကိုဖြုတ်လိုက်တယ်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကဘာလဲဆိုတော့ focus distance เนาะဒီဟာကလည်းသူ့ကို3လေးအများကြီးမရှိပါဘူးဟုတ်ပြီအဲ့ဒီတော့ဒီ focus distance ကအကိုမတုံးတလောက်ပါပဲအဲ့ဒီအတွက်သူ့ကိုအများကြီးရှင်းမပြတော့ထားခဲ့လိုက်မယ်နောက်တစ်ခုကဘာလဲဆိုတော့ show ခုံးနဲ့ show grid ဒီမှာ default ပါလာတာက selected လို့ပါတယ်เนาะ always ပါတယ် never ပါတယ်ခုံး only ဆိုပါတယ်အဲ့တော့ selected ဆိုတာက select မှတ်ထားတဲ့အချိန်မှာပဲသူ့ရဲ့ grid နဲ့ခုံးတွေကိုပြပေးဆိုတဲ့ပေါ့ဆိုတော့အခုကြည့်အောင်သူ့ရဲ့ grid ကဘာကိုပြောရလဲသူ့ရဲ့ grid ဆိုတာဒီမှာ select မှတ်လိုက်တာနဲ့ဒီ viewport မှာ grid line တွေပေါ်လာတာကိုသူ့ရဲ့ grid လို့ခေါ်တယ်နောက်တစ်ခုကခုံးဆိုတာဘာကိုပြောလဲဆိုတော့ဒီမှာ camera ကိုကင်လိုက်တာနဲ့သူဒီဘယ် area ကိုတော့ capture လုပ်နိုင်တယ်ဘယ်လောက် angle အထိ capture လုပ်နိုင်တယ်ဆိုတဲ့ဟာကိုပြောတာအဲ့ဟာလေးကိုခုံးလို့ခေါ်တယ်ဟုတ်ပြီအဲ့ဆိုရင်သူက select မှတ်ထားတဲ့အချိန်မှပဲသူ့ကိုပြမယ်အခု select မမှတ်ထားဘူးအဲ့တော့ဘာဖြစ်လဲ grid လည်းမပြဘူးသူ့ရဲ့ဘယ် area ကို capture လုပ်ပါတယ်ဆိုတော့ခုံးဆိုတဲ့ဟာလေးလည်းမပြအောင်အဲ select မှတ်ထားမှပဲပြတယ်အဲ့တော့ဒီ function ကိုလည်းအကိုတို့အမြဲတမ်း select တက်မှာပဲထားလေရှိတယ်တိတ်ပြောင်းလေးမရှိဘူး၊ကင်လေးမရှိဘူးဘာလဲဆိုတော့ပြမယ်အဲ့တော့ always ဆိုရင်တော့အခုဒီမှာကြည့် always ဆိုရင်အမြဲတမ်းသူ့ကို select မမှတ်ထားပဲနဲ့လေသူ့ရဲ့ခုံးတွေကိုပြတယ် select မမှတ်ထားပဲနဲ့လေအမြဲတမ်းဒီ grid line ကိုသူကပြနေလိမ့်မယ်ဟောတကယ်တမ်းအလုပ်လုပ်တဲ့အခါကျရင်ဒီ grid line တွေပေါ်နေတာတွေကတခါတလေမှကောင်းပြီအမြဲတမ်းဆိုရင်မကောင်းပေါ့နော်အစင်မပြေတာလေးရှိတယ်အဲ့လိုပဲဒီကောင်ကိုလည်း select မှတ်ထားမှသူ့ရဲ့ခုံး angle ကိုပြပေးမမှတ်ထားရင်မပြနဲ့ဆိုရင်အဲ့လိုပုံစံကအကောင်းဆုံးပဲအဲ့ဒီအတွက်အခုတော့ဘာလုပ်လိုက်လဲဆိုရင် selected ကိုပဲလုပ်တယ်အဲ့တော့ never ဆိုရင် never ဆိုတော့အခါကျတော့လေအစင်မပြေပြန်ဘူး never မှာထားလိုက်တာနဲ့ဘာမှမမြင်ရဘူးဒီမှာဒီဟာ grid မမြင်ရတာပြဿနာမရှိဘူးမဲ့သူဒီဘလောက် angle အထိ capture လုပ်နေပါတယ်ဆိုတဲ့ဟာကိုမမြင်ရတဲ့အတွက်အစင်မပြေဘူးအဲ့တော့ never ကိုလည်းမထားဘူးအဲ့တော့ခုံး only ဆိုရင်ဒါရှင်းပါတယ်ဒီခုံးပဲပြပေးမယ် grid မပြပေးဘူး okay ဆိုတော့ဒါကအများကြီးမရှင်းတော့ဘူးအဲ့တော့အဘယ်မှာထားမလဲ selected မှာပဲအမြဲတမ်းထားလိမ့်ရှိတယ် okay ဒါက basic and display အကြောင်းကဒီလောက်ဆိုရင်လုံလောက်ပြီဒါဆိုရင် sensors and lens အကြောင်းကိုသွားရအောင် sensor and lens မှာ function ၄မျိုးပါမယ်ပထမတစ်ခုက field of view ပါမယ်သူ့ကိုဘယ်လိုခေါ်လဲဆိုရင် FOV လို့ခေါ်တယ်နောက်တစ်ခုက flame gauge ဆိုတာရှိမယ်သူ့ကို millimeter နဲ့တွားတယ်focal length ဆိုတာရှိမယ်နော်အဲ့ဒါလည်း millimeter နဲ့တွားတယ်နောက်တစ်ခုက zoom factor ဆိုတာရှိတယ်ဒီ function လေးခုကဘာတွေလုပ်တယ်လဲကြည့်ရအောင် field of view က default မှာ on ပေးလို့ရှိတယ် value တစ်ခုသူကပေးထားလိမ့်မယ် field of view သုံးနေတဲ့အချိန်မှာဒီမှာ focal length ကိုသူကပေးမထားဘူးပေးမသုံးအကိုရဲ့ method ကဘယ်လိုလုပ်လဲဆိုရင် field of view ကိုကင်တာထက်စာ focal length ကိုထိန်းချုပ်တာများတယ် focal length နဲ့ flame gauge နဲ့ပေါင်းပြီးတော့ထိန်းချုပ်တာများတယ်အဲ့ဒီအတွက် field of view ကိုမသုံးဘူးဆိုရင်အမှန်ကြီးဖြုတ်လိုက်မယ်အဲ့ဒါဆိုရင် focal length နဲ့ flame gauge ကိုနှစ်ခုကိုအသုံးပြန်ချလို့ရပြီအဲ့အကြောင်းကိုပဲစပြီးသွားရအောင် flame gauge ကဘာကိုပြောတာလဲဆိုတော့အပြင်မှာရှိတဲ့လက်ရှိ physical camera တွေမှာပုံမှန်ပြင် flame ရဲ့ size က35mm လောက်ပါတယ်အဲ့တော့သူ့ကို36လောက်ကို flame gauge ကိုထားပေးမှာသူက flame ပေါ်မှာပေါ်မယ်ပေါ့နော်ဆိုလိုတဲ့ဘောက35ထက်ပိုပြီးတော့များပေးမှအဆင်ပြေတယ်ဆိုတဲ့ဘောမျိုးဒါက DSLR camera တွေရဲ့သဘာဝပေါ့နောက်တစ်ခု focal length အကြောင်းဆက်ပြောလိုက်မယ် focal length ကဒီမှာ default အပြင်ပါတာက36လောက်ပါတယ်အဲ့တော့ focal length မှာလည်း interior နဲ့ exterior နှစ်မျိုးဘယ်ဟာအတွက်camera ကိုချရလဲဆိုတဲ့ပုံမူတည်ပြီး focal length value ကအပြောင်းလဲရှိတယ်ပုံမှန်အပြင်အကိုသုံးတာက interior ဘိုင်းမှာဆိုရင်တခါတလေ meeting room တွေသေးတဲ့အခါမျိုးတွေမှာဆိုရင် wide angle လို့ဆိုရင်18မှာထားတယ်ဒီကောင်တစ်ခုတည်းနေလားဆိုမဟုတ်ဘူးအကိုတော့ flame gauge ကိုတွားပြီးပြောင်းပေးလို့ရှိတယ်အဲ့တော့ပုံမှန် default ပါလာတဲ့36ကိုများသောအားဖြင့်မသုံးမဲနဲ့ဗာပြောင်းပေးလို့ရှိလဲဆိုရင်40ဆိုပြီးပြောင်းပေးလို့ရှိတယ်ဟုတ်ပြီနော်36နဲ့အများကြီးမကွာဘူးအဲ့တော့40မှာပုံမှန်အဖြစ်အကိုသုံးတယ်နောက်တစ်ခု focal length ကို value ဘယ်လောက်မှာအများဆုံးသုံးလို့ရှိလဲဆိုရင် interior အတွက်ဆိုရင်20မှာအကိုအများဆုံးသုံးလို့ရှိတယ် focal length ရဲ့တဘာဝက value နည်းလေ wide ပို့ပြီးတော့ wide angle ပို့ပြီးတော့ wide ဖြစ်လေနော်အဲ့တော့ focal length များလေဘာဖြစ်သွားလဲဆိုရင် angle က wide angle မဟုတ်တော့ပဲ narrow angle ဖြစ်သွားတယ် okay so focal length ကိုအခုဒီမှာပြောင်းပေးယုံနဲ့
အပေါ်မှာတွေ့လား field of view မှာ value လေးတွေပြောင်းနေတယ်တွေ့လားဆိုတော့ဒါက related ဖြစ်နေတဲ့ဆိုတဲ့ဘောပေါ့ focal length ပြောင်းတာနဲ့ flame gauge ကဘာမှသူတို့မှာ relation မရှိဘူးအဲ့အတွက် focal length ဘယ်လောက်ထား flame gauge ကသူ့အနေနဲ့သူကိုထားလိုက်တဲ့ value မှာပဲရှိနေမယ် okay ဟုတ်ပြီအဲ့ဒါဆိုရင်အများတန်းသုံးတဲ့ value တစ်ခုကိုပြန်ပြောမယ် flame gauge ကိုအများတန်းအခု40နဲ့သုံးတယ် focal length ကို interior ရဲ့အတွက်အများတန်းသုံးလို့ရှိတာက20နဲ့သုံးတယ်သူဒီ wide angle အနေနဲ့လည်းရတယ်အရန်နေနဲ့ distortion တွေမရှိဘူးနည်းနည်းပဲရှိတယ်နောက်တစ်ခု wide angle ဖြစ်မယ်တကယ်လို့များကိုကပိုပြီး wide angle လိုချင်နေဆိုရင် medium room တွေဟာမျိုး medium room small room တွေမှာ18လောက်ထိသွားပြီးဆင်းထားလို့ရတယ်18ထက်နည်းအောင်တော့မသုံးနဲ့18နဲ့နည်းအောင်သုံးလိုက်တာနဲ့သူ့မှာဒီ distortion တွေပါလာမယ်တခြားrealistic မဆန်တဲ့ camera angle စီးတွေရလာနိုင်တယ်အဲ့အတွက်ကြောင့်မလို့အနည်းဆုံးသူ့ကို18မှာပဲထားမယ်အဲ့ဆိုရင်ဘယ်လောက်အများဆုံးတင်လို့ရလဲလို့မေးလိုက် interior အတွက်ဆိုရင်ဒီအပြင် camera တွေနဲ့နီးစပ်ဆုံးတူအောင်အရန်လဲ zoom narrow မဖြစ်အောင်အရန်လဲ wide မဖြစ်အောင်24ဆိုပြီးထားလို့ရတယ်ဆိုတော့ဒီ24ဆိုရင်တော့သူဒီအရန် wide angle လည်းမဖြစ်ဘူး narrow လည်းမဖြစ်ဘူးလက်ခံလို့ရတယ်ဆိုအနေထားเนาะဆိုတော့ interior အတွက်တော့ပြောချင်တာက24ထက်မြင့်ပြီးတော့မထားပါနဲ့24ထက်မြင့်ပြီးထားရင်ကိုက space ကိုပြတာမဟုတ်ဘဲနဲ့တခုခု material ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ object တခုခုကို zoom in လုပ်တဲ့အခါမျိုးမှာပဲသူ့ရဲ့ value ကိုကြီးထားပြီးတော့တွားထားလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်သူ့ကိုဘယ်လောက်ထားမလဲဆိုရင်24အများဆုံးထားမယ်လိုအပ်ရင်22ထားလို့ရတယ်20မှာအများတန်းထားမယ်အဲ့ထက်ပိုပြီး wide angle လိုချင်နေဆိုရင်တော့18ထိတွားထားလိုက်မယ် okay ဒါပဲဒါ interior အတွက်ပေါ့exterior အတွက်ကတော့ exterior အကြောင်းကိုပြောတဲ့အခါကျမှအသေးစိတ်ပြန်ပြီးတော့ထပ်ပြောမယ်ပုံမှန်အဖြစ်တော့အကျဉ်းမြင့်မှတ်ထားလို့ရတာက exterior မှာဆိုရင်တချို့က30လောက်တွားထားတာရှိတယ်36လောက်တွားထားတာမျိုးလည်းရှိတယ်ဒါပေမဲ့အဲ့36တဲ့အရင်များပြီးထားတာမျိုးတော့အဆင်မပြေဘူးပေါ့နော်ဆိုတော့အဲ့ခါကျရင်တော့ဒါ exterior အကြောင်းပြောတဲ့အခါကျတော့မှအဲ့ camera exterior setting ကိုထပ်ပြီးတော့ပြောပြမယ်okay လောလောဆယ်တော့ interior ဖြစ်တဲ့အတွက်အခု20 flame gauge ကို40ထားခဲ့မယ်ရပြီဒါဆိုရင်နောက်တစ်ခု zoom factor အကြောင်းကိုသွားမယ် zoom factor က default မှာ1ပါတယ်เนาะ value ကြီးလိုက်မယ်ဆိုရင်သူဒီ camera ရဲ့တခြား distortion တွေဘာတွေမရှိဘဲနဲ့သူတက် zoom လုပ်လိုက်တဲ့သဘောပဲအဲ့ဒီအတွက်သူ့လိုဒီလိုမျိုး close up view zoom in view လိုချင်နေဆိုရင်ဒီ zoom factor နဲ့တွားပြီးတော့ကစားလေးတွေရှိတယ်ပုံမှန်အဖြစ်ကတော့ထိလေမရှိပါဘူးပြီးရင်အများတန်းသူ့ကို1မှာပဲထားလေးရှိတယ်ဒီ zoom factor နဲ့ dolly camera နဲ့ကမတူ dolly camera ကိုသုံးလိုက်တာနဲ့ဒီမှာသူ့ရဲ့ wide angle ဖြစ်မှု distortion တွေเนาะဥပမာဒီတကားလေးကိုကြည့်ထားdolly camera နဲ့ဝင်လိုက်ပြီဆိုရင်သူ့ကို zoom in ဝင်လေတကားကြီးက perspective ဖြစ်တဲ့အတွက်ကြောင့် perspective လို့သူက distortion တွေရှိလာမယ် perspective ဝင်တဲ့အတိုင်းပုံစံမျိုးပြောင်းသွားမယ် camera ရဲ့ position သူကိုယ်တိုင်ရွေ့ရတာ zoom factor ကျတော့ camera ကသူကိုယ်တိုင်မရွေ့ဘူး top view လေးနဲ့ရှင်းကြည့်အောင်နော်ဒီမှာကြည့်မယ် zoom factor တင်လိုက်မယ်အခုတွေ့လားကင်မရာကသူ့ရဲ့နေရာမှာပဲရှိနေတယ်ကင်မရာကြီးလုံးဝရွေ့သွားတာမဟုတ်ဘဲနဲ့သူ့ကိုက zoom လှမ်းပြီးတော့လက်ရှိတဲ့နေရာကနေပဲ zoom လှမ်းဆွဲတယ်အဲ့ဒီတော့လေဒီမှာစောစောကဝင်ပေါက်ကတကားဒီသူ့ရဲ့မြင်နေရတဲ့เนาะဒီအနေထားမှာမြင်နေရတဲ့ ratio ဒီနေရာမှာမြင်နေရတဲ့ angle အတိုင်းဒီနေရာမှာမြင်နေရတဲ့ perspective rules အတိုင်းပဲသူကသွားပြီးတော့ zoom မယ်ဆိုတော့တခြားဟာတွေကိုမပြတ်မစီးပဲ ratio တွေမပြတ်ဘဲနဲ့ distortion တွေမရှိဘဲနဲ့ zoom in လုပ်ချင်တာမျိုးဆိုရင်ဒီ zoom factor နဲ့လာပြီးတော့သုံးလို့ရတယ်အဲ့ဒါဆိုရင်ဒီ sensor and lens အကြောင်းကတော့ဒီလောက်နဲ့လုံလောက်ပြီဟုတ်ပြီအဲ့ဒါဆိုရင်အခု V-Ray physical camera ရဲ့အရေးအကြီးဆုံးတစ်ပိုင်းဖြစ်တဲ့အလင်းအမောင်ထိန်းချုပ်တဲ့အပိုင်းအဲ့ဒီအပိုင်းကိုအခုဆက်ပြီးတော့တွားကြရအောင်ဆိုတော့ဒီအကြောင်းကိုမပြောခင်မှာကိုဒီမှာအလင်းမောင်ဆိုတဲ့အတွက် render ကို interactive render လေးဖွင့်ထားပြီးရင်လည်းမှသူအကြောင်းကိုပြောမယ်အဲ့တော့ interactive render ကိုအခုစပြီးဖွင့်လိုက်မယ်ဆိုတော့လက်ရှိအချိန်လေးမှာဘာ setting တွေဘယ်လိုရှိမှန်းမသိပေမဲ့လက်ရှိမှာအခု default ပါလာတဲ့အတိုင်းလေးအခုဖွင့်လိုက်မယ်ဟ
ဟုတ်ပြီဒီအကြောင်းကိုပြောမယ်ဆိုရင်အခုတို့ဘာလေးနဲ့ရှင်းပြရမလဲဆိုရင်ဒီ exposure triangle ဆိုတဲ့အလင်းမောင်ကိုထိတ်ချုပ်တဲ့သူဘယ်လိုစနစ်နဲ့တွားလဲဆိုတဲ့ဟာလေးကိုပြောပြမယ်ကင်မရာတစ်ခုမှာအရေးကြီးရတာကတော့သူ့ရဲ့အလင်းမောင်ကိုထိန်းချုပ်ရမယ်အဲ့ဒီအလင်းမောင်ထိန်းချုပ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ parameter 3ခုကိုအဖြစ်မနေတိကိုတိမှရမယ်ဒါကို the exposure triangle ဆိုပြီးတော့ခေါ်ရရှိတယ် okay အဲ့ဆိုရင်အခုတို့ camera setting မှာပါမလဲတော့ကြည့်အောင်နော်ဒီမှာ aperture ဆိုပြီးတော့ခေါင်းစဉ်ရှိတယ်သူ့အောက်မှာ film speed ဆိုရှိမယ်သူ့ကိုအတူကောက် ISO value ISO လို့လည်းခေါ်တယ်နောက်တစ်ခုက f number နောက်တစ်ခုက shutter speed ဒီ value 3ခုကိုထိန်းချုပ်ကစားရင်းနဲ့ဒီကိုယ့်ရဲ့ runner ပုံရဲ့အလင်းအမှောင်ကိုတွားပြီးတော့ထိန်းချုပ်လို့ရှိတယ်ဒီ ISO အကြောင်းစပြောအောင်မနော် film speed ပေါ့သူကဘာကိုပြောတာလဲဆိုတော့အလင်းအာရုံခံနိုင်စွမ်းကိုပြောတာ default မှာသူ့ကို100ဆိုပြီးတော့ပေးတာလိမ့်မယ်သူကဘယ်လောက်ထိသွားလို့ရရင်100 200 400 800 1.6 3.2 အဲ့လိုပုံစံမျိုးနဲ့ကိုယ့်ရဲ့လိုအပ်ရင်လိုအပ်တယ်လို့တွားပြီးတော့ထားရတယ်ဒီ ISO value ကိုအသေးမှတ်ထားစရာမလိုဘူးနော်ဆိုပါစို့အခု50ထားကြည့်မယ်နော်50ဆိုရင်သူ့ရဲ့အလင်း value နည်းလေကိုယ့်ရဲ့ပုံမှာလင်းအားနည်းလေပို့ပြီးတော့မှောင်လေပေါ့နော်သူ့ရဲ့ value များလေအဲ့တော့ဒါဆိုရင်တင်ကြည့်ရအောင်200တင်ကြည့်ရအောင်သူ့ရဲ့ value များလေပို့ပြီးတော့လင်းလေဆိုတော့ဒါကဓာတ်ရဲ့အချိုးကြတယ်ဒီဟာကို400ဆိုပြီးတော့ထားကြည့်မယ်ဆိုရင်ဒီမှာတော်တော်လေးဖွေးလာပြီနော်လင်းလာပြီ800တော့တင်ကြည့်မယ်โอเคဒီပါဆိုရင်အရန်လင်းသွားပြီဟုတ်ပြီနော်အဲ့တော့ဒီမှာပြောစရာရှိတာကအပြင်မှာရှိတဲ့ DSLR camera တွေမှာဆိုရင် ISO 100နဲ့အများသောအားဖြင့်သုံးလို့ရှိကြတယ် ISO 100တဲ့များရင်ဘာဖြစ်လာလဲဆိုတော့ဒီ noise တွေထလာတာပေါ့နော် noise တွေထလာတဲ့ပြဿနာအပြင် camera တွေမှာရှိတယ်ဒါပေမဲ့ဒီ 3D Max ရဲ့ V-Ray physical camera မှာဆိုရင်တော့သူက ISO တင်လဲ noise တွေကအပြင်မှာရှိသလောက်ပြောသလောက်မထဘူးသူကအဓိကကတော့အလင်းအမှောင်ကိုသူ့ရဲ့ value တန်ဖိုးလေးနဲ့ကစားပြီးတော့ညှိပေးတာအဲ့ဒီအတွက် noise တွေအများများလာတာသူတန်ဖိုးများလာတာနဲ့အများ noise တွေများလာတယ်ဆိုတော့ concept ပေါ့နော်အဲ့ဟာမျိုးတော့တိတ်မကြုံရအောင်နောက်ပြီးတော့ညာတော့အဖြစ်ကိုဘယ်လောက်ထားလိမ့်ရှိလဲဆိုရင်တခါလေးမှာကိုယ့်ရဲ့တခြား setting တွေရဲ့ lighting setting တွေရဲ့ပုံမူတည်ပြီးတော့ ISO value ကို100ထားရတာရှိမယ်သူ့ကို200အထိတင်ပေးတဲ့ကိစ္စလည်းရှိမယ်အလွန်ဆုံးတင်ရရင်400ဆိုတာကိစ္စနော်ဆိုတော့ဒီလောက်ပဲအခုတို့တုံးတယ်800တို့1600အဲ့လောက်ထိတိတ်ပြီးတော့တင်လိမ့်မရှိ okay ISO value ကဘာကိုပြောချင်တာလဲဆိုရင်အလင်းအာရုံခံနိုင်စွမ်းပြီးရင်ကိုယ့်ရဲ့ render ရဲ့အလင်းအမှောင်ကိုထိန်းချုပ်တယ် ISO value နည်းလေမှောင်လေ ISO value များလေပို့ပြီးတော့လင်းလေ okay ဒီလောက်ဆိုရင်အကြမ်းမြင့်အရာဒီတိုင်းမှတ်ထားလိုက်ရင်ရပြီ okay အဲ့ဒါဆိုရင်ဒီအခု F number အကြောင်းကိုပြောရအောင် F number default မှာ value က8ရှိတယ်သူကဘာကိုပြောချင်တာလဲဆိုတော့ camera ရဲ့မှန်မလူဖွင့်ထွက်မှုပမာဏပေါ့နော်ကင်မရာကိုမှန်ဘလို့ဘယ်လောက်လေးထိဖွင့်ထားသလဲဟလာသူ့ရဲ့အပိတ်လေးမှာအကျယ်ကြီးဖွင့်တာလားတိတိလေးပဲဖွင့်ပေးတာလားအဲ့ဒါကို f number လို့ခေါ်တယ်အလွယ်ပြောရမယ်ဆိုရင်သူက lens ရဲ့နော်ဒီမှန်ဘလူးရဲ့အလင်းဝင်ပေါက်ကိုအကျဉ်းအကျယ်ထိန်းချုပ်ပေးတာနော်အကျယ်ဝင်းကိုထိန်းချုပ်ပေးတဲ့သဘောဆိုတော့သူကကြတော့ဘာဖြစ်တယ်လဲဆိုရင်စောစောလို ISO value လို့ value များလေလင်းလေမဟုတ်တော့သူကကြတော့ value နည်းလေလင်းလေဆိုတော့သူက opposite ပေါ့နော် ISO တော့ကတော့ direct အချိုးကြတယ် F number မှာဆိုရင်တော့သူကပြောင်းပြန်အချိုးကြတယ်အဲ့တော့ default ပါလာတဲ့8ကိုအခုဆိုပါစို့စောစောကပြောခဲ့တယ် F number နည်းလေလင်းလေအဲ့ဆိုရင် F number ကို short ကြည့်အောင် F number ကိုဆိုပါစို့အခု8ကနေနံပါတ်2လောက်ထားကြည့်မယ် okay ဒီမှာကြည့် F number နည်းသွားတဲ့အခါမှာဘာဖြစ်သွားလဲဆိုပုံကြီးကအရန်နေလင်းသွားတယ်နော် F number များလေ5လောက်တင်ကြည့်မယ် F number များလေအလင်းလျော့လေမှောင်လေ F number default 8လောက်ထားမယ်ဆိုရင်ပို့ပြီးတော့မှောင်လာလေနော်အဲ့တော့16လောက်ထားကြည့်မယ်အရန်မှောင်သွားပြီဆိုတော့ default ကတော့8အဲ့တော့သူ့ကိုပုံမှန်အားဖြင့်ဆိုရင် default 8မှာပဲအခုလိုထားပြီးတော့သုံးလေးရှိရဲတော်ရုံတန်အောင်ပုံမှန်ရိုးရိုး state image တွေမှာသူ့ကိုတွားပြီးတော့ထိလို့မရှိဘူးဒါပေမဲ့ဘယ်အချိန်မှာထိရမလဲဆိုရင်ဒီ depth of field ပုံတွေကိုအနီးအရာဝတ္ထုတစ်ခုကိုကြည်လင်ပြတ်သားအောင်လုပ်ပြီးအနောက်က background ကိုဝါပေးလိုက်တာနောက်အနောက်ကဟာကိုကြည်အောင်လုပ်ပြီးမှအနီးနားမှာရှိတဲ့ဟာတွေဝါလိုက်တယ်အဲ့လို DOF effect တွေကိုကစားမယ်ဆိုရင်တော့ तू ကဒီ
ဒီ F number ကိုလာပြီးတော့ထိပေးရလေးရှိတယ်အဲ့ခါမှာ DOF ကစားတဲ့ခါကျရင်ဘယ်လောက်ထိလုပ်ပေးရလေးရှိလဲဆိုရင်သူ့ရဲ့ value เนาะ F number ကို 1.2 လောက်ထိပေါ့နော်အဲ့လောက်ထိတေးလေးချပေးမှnumber ကို short ပေးမှဒီ DOF value DOF ကစားတဲ့အခါမှာ तू ကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့အဲ့ဒီ DOF effect တွေကိုဘယ်နေရာမှာသုံးလို့ရှိလဲဆိုရင်တခုခုကိုက emphasize လုပ်ပြီးပြခြင်းတဲ့အခါမျိုးတွေနောက်ပြီးရင် product rendering တွေပေါ့နော်အဲ့လိုဟာမျိုးတွေမှာအများသောအားဖြင့်သုံးတဲ့နောက်တချို့သော artwork တွေလုပ်တဲ့အခါကျရင်ကိုကဘယ်လောက် details လုပ်ထားသလဲဟဲ့လားသူ့ရဲ့ mood လေးတွေအဲ့ဟာမျိုးလေးတွေပါသွားတဲ့အခါပါအောင်လုပ်ချင်တဲ့အခါမျိုးတွေဆိုရင်ဒီ DOF ကိုသုံးတယ်အဲ့ခါကျရင်တော့ F number ကိုသွားပြီးတော့ short ပေးရလေးရှိတယ်အဲ့ဒါဆိုရင်ဒီ F number အကြောင်းကို depth of field ပြောပြတဲ့အခါကျမှထပ်ပြီးအသေးစိတ်ပြန်ပြီးတော့ပြောပြမယ်အဲ့ဆိုရင်နောက်ထပ်တစ်ခု shutter speed အကြောင်းကိုသွားကြရအောင်